ခလေးရှိနေအခန်းခုနှစ်ရိတ်တာရဲ့အင်္ဂါနေ့ညစာကမိဖို့ခန်းထဲမှာစားရတဲ့စွပ်ပြုတ်ရည်ကျဲပါဒါပေမဲ့တစ်ပတ်အတွင်းအဆိုးဆုံးဟင်းနေရတော့မဟုတ်ပါဘူးတနင်္ဂနွေနေ့ညအမေချိုးချိုးဆားဆားလှုပ်ထားတဲ့ကြက်ပေါင်းနဲ့အင်္ဂါနေ့ညစွပ်ပြုတ်ရည်ကျဲကသူ့မသားကိုမသားပါကြက်သားကမှန်မလူးနဲ့ရှာရမလို့ပဲရိတ်တာနေရာကတော့အခန်းကျယ်ကြီးပါအိုးမဲ့အိမ်မဲများအတွက်ညအိတ်ခွင့်ပေးထားတဲ့ဖျားရှိခိုးချောင်းပြက်ကြီးပါအစားအသောက်ကိုပရိဟိတအဖွဲ့တွေကစီစဉ်ပေးပါတယ်အသားညှက်မုံအာလူးကြော်တတိတမျိုးမျိုးနဲ့မုံမျိုးစုံပါတတ်ပါတယ်။တီယိုအမေကတော့ဘဲကယူလာတဲ့အကျွမ်းကြံတွေမှမသိဘူး။ဘယ်လိုလုပ်ပြီးကျမရင်းနဲ့ညီညွတ်နိုင်မလဲလို့ဝေဖန်တတ်ပါတယ်။စထရတင်ဘက်မှာအိုးမဲ့အိမ်မဲ့300လောက်ရှိရဲ့လို့တီယိုကြားဘူးတယ်။သူတို့တွေကိုလမ်းပေါ်မှာရှောက်တောင်းနေတာလမ်းဘေးအုပ်ခုံတန်းတွေပေါ်မှာအိတ်နေကြတာတီယိုတွေ့ဘူးတယ်။အမိုက်ပုံမှာစားစရာရှာဖွေနေကြတာကိုလည်းတွေ့ဘူးတယ်။သူတို့ကလူဦးရေများလာတော့မြို့ကန်တွေလန့်လာတယ်။မြို့နယ်ကောင်စီတွေမှာအပတ်စဉ်စီဝေးတိုင်းမပါမပြီးတဲ့ပြဿနာဖြစ်လာတယ်။အထိတ်တလန့်ဖြစ်လာတဲ့အထက်မှာ Mrs. Bond လည်းပါတယ်။အိုးမဲ့အိမ်မဲ့ကလေးအမေတွေအတွက်ပိုပြီးစိုးရိမ်လာတယ်။အရိုက်နှက်ခံရချင်းချောက်ခံရတဲ့မိန်းမတွေအတွက်ပိုပြီးရတက်မအေးဖြစ်လာတယ်။နေစရာစားစရာဘယ်မှာရှာရမှန်းမသိတဲ့မိန်းမတွေတီယိုအမေ Mrs. Bond ကတခြားမျိုးသမီးရှေ့နေတွေနဲ့တိုင်ပင်ပြီးတရားဝင်ကူညီကယ်ဆယ်ရေးအဖွဲ့ဖွဲ့လိုက်တယ်။ဒီလိုနဲ့အင်္ဂါနေ့ညတိုင်းသူတို့မိသားစုရုံးကအပြန်စောင့်ရှောက်ရေးခေဟဝင်ပြီး3နာရီလောက်လှုပ်အားပေးတယ်။ရှာနဲ့ချီရှိတဲ့သူတို့ကိုအလှည့်နဲ့ညစာကျွေးတယ်။သားမိ3ယောက်အိမ်ပြန်ရရင်ဖြစ်တယ်လို့စားကြတယ်။တီယိုတော့တိတ်နားမလဲဘူး။အဖေနဲ့အမေတို့တိုးနဲ့တိုင်ပင်နေကြတာသူနှစွန်းနှဖျားကြားတယ်။ပရိုက်တာလုပ်ငန်းအတွက်အလှူငွေကိုဒေါ်လာ200-300လောက်တိုးထည့်ဖို့တိုင်ပင်နေကြတယ်။အဖေနဲ့အမေကတိတ်ပြီးချောင်းနေကြတာမှတော့မဟုတ်ဘူး။အဖေရောအမေပါရှင့်နေတွေမို့သူတို့ကိုချမ်းသာတယ်လို့သူတို့ငယ်ချင်းတွေကထင်ကြတယ်။ဒါပေမဲ့ရှင့်နေလုပ်ငန်းချင်းကွာတာကိုသူတို့မသိကြဘူး။သူတို့မိသားစုရဲ့အခြေအနေဟာစားနိုင်တောက်နိုင်ရုံပါပဲ။သူတို့အတွက်ကြောင်းစိတ်ဆူတယ်။ပရိုဟိတလုပ်ငန်းတွေမှာကူညီတယ်။လှူဒန်းတယ်ဒီလောက်ပါပဲ။ညစာစားပေးတာနဲ့မစ္စတာဘုန်းကသမင်းစားကန်းထိတ်ကအဖြစ်လုပ်ထားတဲ့သူ့ရုံငန်းကလေးစီထသွားတယ်။တီယိုအဖေကအိုးမဲ့အိမ်မဲတွေရဲ့ဒုက္ခအထွေထွေကိုကျမ်းမာရေးကိစ္စပါမကြံဖြစ်ရှင်းပေးနေတဲ့လူပါသူခဏပြောတတ်တယ်ငါကသူတို့အကြိုက်ဆုံးရှေ့နေกว่าတဲ့သူတို့အရေးအခင်းတွေကိုသူကအခမဲ့ဆောင်ရွက်ပေးတယ်လေသူတို့မှရှေ့နေကပေးစရာလည်းမရှိကြဘူးဒီတော့တီယိုအဖေကသူတို့ရဲ့ကျေးဇူးရှင်လို့ဖြစ်လာတော့တာပေါ့ပရိုက်တာလုပ်ငန်းနဲ့သူပျော်မွေ့နေတယ်Mrs. Bond ကလည်းယောက်ျားနည်းတူသူတို့ကိုကူညီတယ်ပထမဦးဆုံးအမှုတွေကကလေး2ယောက်အမေအမျိုးသမီးစားစရာမရှိနေစရာမရှိညဆိုအိတ်စရာမရှိသူတို့ကိုအပေါ်တက်အခန်းကလေးထဲမှာ Mrs. Bond ကတွေ့တတ်တယ်။တီယိုလဲဝိုင်းပြီးတာဝန်ယူရတယ်။သူတို့ကိုမြို့နယ်က12လအထိနေခွင့်ပေးထားတဲ့နေရာမှာကလေးတွေကိုကျူရှင်ပြပေးတယ်။တစ်နှစ်ပြည့်ရင်တော့အဲ့ဒီနေရာကသူတို့ပြောင်းပေးကြရတော့မယ်။အများအားဖြင့်တော့သူတို့အများစုကအလုပ်ရကြတယ်။နေစရာရကြတယ်။ဒါပေမဲ့အချိန်တော့စောင့်ကြရတယ်။ဒုက္ခသည်စကန်ရိပ်တာမှာသူတို့စုနေရတော့ကမြို့သူမြို့သားတွေရတဲ့အခွင့်အရေးတွေအားလုံးရတယ်။ရိတ်ခါနဲ့အဝတ်အစားပြင်ဆေးဝါးကုသခွင့်မှရကြတယ်။အလုတ်ကင်မရသေးတဲ့လူတွေလည်းအလုတ်ရှာဖွေခွင့်ရှိကြတယ်။ပြီးတော့ဖျားကျောင်းတက်ဖို့လည်းသူတို့ကိုဖိတ်တယ်။ပြီးတော့သူတို့ကလေးတွေကျောင်းတက်ခွင့်ရကြတယ်။ညပိုင်းမှာသူတို့နေတဲ့ရိတ်တာကိုဖျားကျောင်းကဆရာတွေလာပြီးစာသင်ပေးသေးတယ်။တီယိုကအင်္ဂါနေ့တိုင်း2ထန်းကလေး2ယောက်ကိုအင်္ဂလိပ်စာသင်ပေးပါတယ်။ဟတ်တာနဲ့ရီတာသူတို့အကိုကိုလည်းအခက်အသင်ချသင်ပေးရတယ်။သူတို့ကအယ်ဆာဘာဒိုကရောက်လာကြတာ။သူတို့အဖေကဒီရောက်မှသူတို့ကိုထားခဲ့ပြီးပျောက်သွားတာတဲ့အစအနကိုရှာလို့မရတော့ဘူးတဲ့သူတို့သားအမိကိုဓာကြီးတစ်ခုအောက်မှာတွေးလို့ရဲကဖမ်းလာတာတဲ့ထုံးစံတိုင်းတီယိုကိုမြင်တာနဲ့ဟတ်တာနဲ့ရီတာကပြေးဖက်ကြတယ်သူလာတဲ့နေ့တိုင်းမုံတွေပါလာတာကိုပြီးမှတခြားကလေးတွေပါစာသင်နေကြတဲ့စာသင်ခန်းကြီးတွေဝင်လာခဲ့ကြတယ်တီယိုကနေတိုင်းလိုပဲစပြောတယ်စပိန်ဘာသာမပါဘူးနော်အင်္ဂလိပ်စာပဲသင်မယ်သူတို့အင်္ဂလိပ်စာအတက်မြန်ပုံကိုတွေ့ရတော့တီယိုတယောက်အန်အောလို့မဆုံးနိုင်အောင်ဖြစ်နေတယ်။ကျောင်းကနေတိုင်းသင်ပေးတာတွေကိုကောင်းကောင်းလိုက်နိုင်တဲ့အပြင်အမေကိုတောင်ပြန်သင်ပေးကြသေးတယ်တဲ့။တောင်ဆုံးစပွဲကလေးမှာနေရာယူလိုက်ကြပြီးတီယိုကရုပ်ပြစာအုပ်အုပ်ကိုဖွင့်လိုက်တယ်။ပင်လယ်ထဲမှာပျောက်သွားတဲ့ဖားတကောင်ရဲ့ဇလန်း။အမေကတီယိုကို4 တန်းကလေးကစပိန်စာစတင်ခိုင်းတယ်။သူကကျောင်းမှာလိုက်နိုင်နေတော့တစ်ပတ်ကို2 ရက်စပိန်ဆရာနဲ့အိမ်ခေါ်တင်တယ်။အဲ့လိုအမေရဲ့တွန်းအားရဲ့ကျောင်းကဆရာမမွန်နေရဲ့ကြ
တီယိုကလေးဟာစပိန်ဘာသာတိတိတတ်တတ်တိုးတက်လာတယ်။သူကတစ်မျက်နှာပြီးတစ်မျက်နှာဖတ်တယ်။ပြီးတော့ရီတာကလိုက်ဖတ်တယ်။ပြီးတော့ဟတ်တာအလှဲ့အမားတွေကိုသူကပြင်ပေးတယ်။ဒီအတိုင်းဆက်သွားနေခဲ့ကြတယ်။အခန်းထဲမှာစူညမ်းနေတယ်။ခလေး2 ဒါဇင်လောက်သူတို့အိမ်စာတွေလုပ်နေကြတာကိုအမွှာမောင်နှမရဲ့အကိုက9 တန်းကျောင်းသားဂျူလီယိုတီယိုကကျောင်းကစားကွင်းထဲမှာသူ့ကိုအမြဲတွေ့တယ်။သူကတိတ်ရှက်တတ်တယ်။လူတော့မတိုးရဲအောင်ရှက်တတ်သူ။ဒီတိုင်းပြည်မှာအဖေပြောက်သွားလို့စိတ်တန်ရာရသွားတာများလားလို့မစ္စစ်ဘွန်ကတွေးတယ်။တီယိုအမေကတစုံတစ်ယောက်တစ်ခုခုဖြစ်တိုင်းကောက်ချက်တစ်မျိုးမျိုးဆွဲတတ်တယ်။ဟတ်တာနဲ့ရီတာကိုဒုတိယတအုပ်ဖတ်ပြပေးပြီးတော့သူတို့စပွဲမှာဂျူလီယိုလာထိုင်နေ။တီယိုကစီးမေးလိုက်တယ်။ဘာထူးလဲ။ဂျူလီယိုကပြုံးပြီးအပြင်ဘက်ကိုငေးနေတယ်။ဟတ်တာကနောက်တအုပ်ဖတ်ပြပါဦး။အေးခဏလေးနော်။ဂျူလီယိုကအခက်အတင်ချာငါမလိုက်နိုင်ဘူးတီယိုကူပါဦး။ဟတ်တာကသူ့အကိုကြည့်ပြီးတီယိုကိုပြောလိုက်တယ်။သူလည်းကျွန်တော်တို့နဲ့အတူတူပါပဲ။တီယိုကစာအုပ်2 အုပ်ကိုစင်ပေါ်ကယူပြီးဟတ်တာနဲ့ရီတာရှေ့မှာချပေးလိုက်တယ်။ပြီးတော့ဗလာစာအုပ်နဲ့ခဲရန်တစ်ချောင်းစီပါပေးလိုက်တယ်။ပြီးမှဒီစာအုပ်တွေကိုအတန်ထွက်ဖတ်မသိတဲ့စလုံးတွေကိုဗလာစာအုပ်ထဲမှာရေးချဟုတ်ပြီနော်။မောင်နှမ2 ယောက်အပြိုင်ဆိုင်အလုပ်လုပ်နေကြတော့တယ်။ပြီးတာနဲ့တီယိုကဂျူလီယိုကိုအခက်အတင်ချာတွေဆက်တင်ပေးနေ။ည10 နာရီမှပေါ်မိသားစုအိမ်ပြန်ရောက်ကြတယ်။တီယိုကဆိုဖာမှာဝင်ထိုင်လိုက်တာနဲ့ဂရီယန်ကခုန်ထက်လာပြီးသူ့ပေါင်ပေါ်ကိုခေါင်းတင်အိတ်တော်တာပဲ။အဲ့ဒီနေ့ညပိုင်းတယ်လီဗေးရှင်း2 လိုင်းစလုံးမှာတခြားဘာသတင်းမှမလာပဲဒက်ဖီလူသက်မှုသတင်းကြီးပဲတောက်လျှောက်လွှင့်နေတယ်။တလိုင်းကပီတာဒက်ဖီတရားရုံးထဲကိုရှေ့နေလက်ထောက်တွေတပြုံကြီးနဲ့ဝင်လာတဲ့ပုံကိုပြတယ်။သူတို့မျက်နှာတွေအားလုံးမတာမရ။နောက်တလိုင်းကမစ္စတာဒက်ဖီရဲ့ကော့ဖ်ကွင်းနားကအိမ်ကြီးကိုရိုက်ပြထားတယ်။အမှတ်6ဝေဘာလီခရစ်ကော့ဖ်ကွင်းဖဲဝေးကိုလည်းရိုက်ပြတယ်။တရားရုံးအပြင်ဘက်မှာသတင်းထောက်တစ်ယောက်သတင်းစာတိုက်ကိုတယ်လီဖုန်းနဲ့သတင်းအပြေးအလွှားပြန်ပို့နေတယ်။တရားသူကြီးကန်ထရီကသူ့ရှေ့မှာလက်ကင်တူကြီးထပြီးအိမ်တွေတခွဲသားနဲ့ရှေ့နေတွေရဲတွေတပ်သေးတွေအားလုံးမေးကြမြန်းကြထွက်ဆိုကြနဲ့တရားသူကြီးကန်ထရီကဓာတ်ပုံသတင်းထောက်တွေကိုတရားရုံးနဲ့ပေးမဝင်ဘူး။ဒါကြောင့်သူတို့ဟာအပြင်ကနေပဲစောင့်ကြရတယ်။ဟိုတစုဒီတစုနဲ့ပေါ့။တီယိုကအိမ်မှာလဲဒီအမှုအကြောင်းကလွဲလို့ဘာမှမပြောဘူး။လူသက်သမားဟာပီတာဒက်ဖီပဲဖြစ်ရမယ်ဆိုတဲ့သူ့အမြင်ကိုအဖေနဲ့အမေရှေ့မှာပြောပြတယ်။ဒါပေမဲ့ခိုင်မာတဲ့အထောက်အထားပြဖို့သူ့မှာဘာသက်သေမှမရှိဘူး။ပြောနေရင်တီယိုချောင်းဆိုးလာတယ်။အဖေနဲ့အမေကလှည့်ကြည့်တော့ချောင်းကပိုဆိုးလာတယ်။တစ်ဆက်တည်းကျွန်တော်လေချောင်းတွေကွဲနေတယ်လို့ပြောလိုက်တယ်။အဖေကမေးတယ်။တာမင်းနေမကောင်းဘူးလားမျက်နှာတွေလည်းဖြူဖက်ဖြူရောနဲ့။ဟုတ်တယ်တာနေမကောင်းချင်ဘူး။မျက်လုံးတွေနေရွဲနေတယ်မဟုတ်လား။ပူထူနေတယ်။ခေါင်းကိုက်လား။ကိုက်တော့ကိုက်တယ်ဒါမှတိတ်အဆိုးကြီးမဟုတ်ပါဘူး။နှာစီးလားနှာရည်ယိုလား။ဟုတ်ကဲ့အမေကဝင်မေးတယ်။ဒီလိုဖြစ်နေရဘလောက်ကြာပြီလဲ။အဖေကသားတကယ်ဖျားနေရပဲမနေ့ကကြောင်မတက်နဲ့တခြားကလေးတွေကိုကူးကုန်မယ်ဒါပေမဲ့မင်းတရားရုံးကိုတော့မသွားဘဲမနေဘူးမဟုတ်လားမေကြီးမင်းဘလို့သဘောရလဲချက်ချင်းဖြစ်လာတာဆိုတော့ဒါတုတ်ကွေးပဲနောက်တစ်နေ့ဆိုကျောင်းဆင်းချိန်မှာပြန်ပြောက်သွားမယ်တုတ်ကွေးမျိုးပါကွာကျောင်းဆိုးပါတယ်ဖေရဲ့တီယိုကတရုပ်ပတုတ်ကွေးမိဟန်ဆောင်လိုက်တယ်ချောင်းတဟုတ်ဟုတ်ဆိုလို့အစပရင်တလုံးတောက်လိုက်ပါကွာချောင်းဆိုးတက်တာသွားပါလိမ့်မယ်ဝုဒ်ဘွန်ကဆေးရုံဆေးကန်းကိုသွားခဲ့သူဆေးဝါးကူတာဖို့ငွေကုန်ကြေးကြမခံချင်တဲ့သူအမေကတာနောက်တစ်ခေါက်ထပ်ဆိုးပြပါဦးအမေကတော့တာအတွက်စိုးရိမ်နေတယ်ဒါပေမဲ့မယုံမရဲနဲ့စိုးရိမ်တဲ့ပုံစံမျိုးတီယိုကဖျားချင်ဟန်ဆောင်ပြီးကြောင်းပြေးမှုတဲ့အစင်လာလဲရှိခဲ့တယ်လေကြောင်းသွားဖို့ထက်အရေးကြီးတဲ့ကိစ္စမျိုးပေါ်တဲ့အခါမှာပေါ့အဖေကရည်ပြီးအေးဟုတ်တယ်ကွာသူချောင်းဆိုးပုံကလှုပ်ပြီးစိုးနေတဲ့ပုံမျိုးတီယိုကရေချင်စိတ်ကိုမျိုးချပြီးဖေကလည်းတားဖြစ်ရင်ချက်လို့တေတော့မယ်တားကလည်းကွာမင်းမနှက်ဖန်တရားပြုံးသွားမယ်ဆိုရင်တရားသူကြီးကကြောင်းပြေးမှုနဲ့ဖမ်းချုပ်မှာဖေကလည်းဗျာမဟုတ်တာဒါထက်ဖေမှာတငယ်ချင်းရှေ့နှစ်ကောင်းကောင်းတွေမရှိတော့ဘူးလားဗျာဒီတော့မှအမေလို့သူကရီးတော့တယ်ကဲတော့အိပ်ပါတော့တားရဲ့တီယိုကရိုင်ထိုးနဲ့စိတ်ပြက်လက်ပြက်ထသွားတယ်ထုံးစံတိုင်းခီရီယန်ကနောက်ကတကောက်ကောက်ထလိုက်သွားတယ်laptop ကိုဖွင့်ပြီး April စာမျက်နှာကိုဖွင့်ကြည့်လိုက်တယ်။သူ့ကိုအသင်တွေ့ရလို့ဝမ်းသာသွားတယ်။ဟိုင်းတီယိုနေကောင်းလား။ Okay ပါတယ်နင်ပမလဲ
အိမ်မှာပဲတကားပိတ်ပြီးအိတ်ခန်းထဲမှာအိတ်နေတာနင့်အမေကအောက်ထပ်မှာငါသူ့နှစ်စကားမပြောဘူးနင်မနေ့ကကြောင်းသွားချိန်ရသေးလားမသွားဘူးတရားရုံးမှာအကြာကြီးညနေပိုင်းထိရောက်သွားတယ်ပြီးသွားလို့ငါဝမ်းသာနေရဲ့တီကိုနင်သက်သေခံဝက်ချန်ထဲကိုဝင်ရတော့ဘလို့နေလဲရင်ငါတိတ်ကြောက်တာပဲငိုချလိုက်မိတယ်တော်တော်နဲ့အငိုမရက်နိုင်ခဲ့ဘူးတရားသူကြီးကိုပြောလိုက်တယ်ဖေနဲ့လည်းမနေချင်ဘူးမေနဲ့လည်းမနေချင်ဘူးလို့အမေရှိနေကမေးခွန်းနေမေးတယ်အဖေရှိနေကလည်းဗျိုင်းတူမေးတယ်စိတ်ညစ်ဖို့ကောင်းလိုက်တာငါတေးသွားချင်တယ်ငါစိတ်မကောင်းပါဘူးငါတို့နင်ဘာလို့ရှိနေဖြစ်ချင်နေဆိုတာကိုစဉ်းစားလို့မရဘူးလူတွေကိုကူညီဖို့ပေါ့နင်လိုဒုက္ခရောက်နေတဲ့လူတွေကိုကူညီဖို့ပေါ့အဲ့ဒါရှိနေတွေရဲ့အလုပ်လေတရားသူကြီးကိုရောသဘောကျရဲ့လားဘူးမှသဘောမကျဘူးငါအမေကတော့သူကလူတော်ပါတဲ့နင့်နေထိုင်ရေးကောဘလို့အမိန့်ချလဲဒီနေ့ဘာအမိန့်မှမချဘူးမကြခင်ချမယ်လို့ပြောတယ်အခုတော့အမေရှိနေလဲသဘောတူလို့အမေနဲ့ခဏနေနေတာဒီလိုပဲဖြစ်ရမှာပေါ့လေနင်မနေ့ကကြောင်းတက်မလားတက်မယ်အိမ်စာတွေဘာမှမလုပ်နိုင်တာတစ်ပတ်ရှိပြီနေ့ကတွေ့မယ်နော်ကျေးဇူးပဲတီကိုအိယာပေါ်ရောက်တော့တနားရီကျော်သွားပြီတီကိုတယောက်အတွေးတွေရောက်ရက်ခတ်နေဧပြီစီရောက်လိုက်လူသက်မှုတရားခွင်စီရောက်လိုက်နေပြီးပါပြီ